အိမ်တို့ရေအမားတို့ရှိမှာကားပါကင်ပါတဲ့ကွန်ဒို3000ကျော်နဲ့တင်ငန်းညွတ်ပါမှာရှိလား ရှိရလေးမှာညီမနဲ့လိုက်ခဲလိုက်ဒီကွန်ဒိုလေးကဆိုလို့ရှိရင်တော့တင်ငန်းကျွန်းမြို့နယ်ပြည်တော်လာလမ်းမပေါ်မှာတည်ရှိရဖြစ်ပါတယ်အနီးနားမှာဆိုလို့ရှိရင်တော့ဂျင်းချင်းစုံဝိုင်းနာ BIC School King International School တို့နဲ့ထတုံဆိုရအကြောင်းတို့လည်းတည်ရှိရဖြစ်ပါတယ်တိတ်2000ကျော်ဝန်းကျင်နဲ့ကားပါကင်မှာပါရှိပြီးတော့နေရာအကျယ်ဝန်းရှိတဲ့ကွန်ဒိုလေးတစ်လုံးလည်းဖြစ်ပါတယ် Praising the Lord, praising the Lord, praising the Lord, praising the Lord. Jesus Christ is Lord, and He is open and dripping in Lord. Praising the Lord. ရှစ်လွှာကွန်ဒိုဖြစ်ပြီးတော့တစ်လွှာမှာအခန်း3ခန်းပါဝင်မှာဖြစ်ပါတယ်။ Unit A နဲ့ B မှာတော့ square feet 900ကျော်3000ဝန်းကျင်ကနေပြီးတော့စတင်ဝယ်ယူလို့ရတယ်။ Unit C မှာတော့900 square feet ကို3000ကျော်ကနေပြီးတော့စတင်ဝယ်ယူလို့ရပါတယ်။ Master bedroom, double bedroom ပါဝင်မှာဖြစ်ပါတယ်။ပြီးတော့24 hour lift လည်းပါဝင်မှာဖြစ်ပါတယ်။ကျုပ်ပိုင်းဖြစ်တဲ့ဒီကွန်ဒိုလေးကိုဝယ်ယူမယ်ဆိုလို့ရှိရင်တော့40% down payment ချပြီးတော့18လအတိုးမဲ့အရေးကြနဲ့ဝယ်ယူနိုင်ပါတယ်။မမှားနဲ့တော့ပြည်သားရမဟုတ်တဲ့ပြည်တော်တာ။